ပဲမင်္ဂလာပါ LLB channel နေကြိုဆိုပါရယ်လူချင်းမင်းတို့အတွက်ဗဟုသုတရဆရာတွေအများကြီးဒီ channel နေဝေမျှပေးမှာဖြစ်တဲ့အတွက်ဒီ channel လေးကို subscribe နဲ့ like and share လေးကိုလုပ်ပေးပါနော်ကလေးတွေကသူတို့ရဲ့အသက်အရွယ်နဲ့လိုက်ပြီးတော့စဉ်းစားတတ်တဲ့အသိဉာဏ်တွေကိုစီရှိကြပါတယ်ကလေးတွေရဲ့အတွေးကရေးစရာကောင်းပြီးတော့ရိုးရှင်းတလောက်ချစ်စရာလည်းအလွန်ကောင်းလှကြပါတယ်တခါတလေလူကြီးတွေမစင်စားမိတဲ့အရာတွေကိုသူတို့မှစဉ်းစားတတ်ကြပါတယ်။ဒါဟာအသေးအမွှားလေးဆိုပေမဲ့သူတို့လှုပ်လိုက်တဲ့အရာတွေကထိရောက်မှုအများကြီးဖြစ်သွားတာမျိုးလည်းရှိကြပြန်ပါတယ်။ဒီဗီဒီယိုထဲမှာတော့911ကိုခေါ်ဆိုပြီးတော့ရဲကိုအကူအညီတောင်းအကြောင်းကြားတဲ့ကလေးတွေရဲ့အကြောင်းကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဘာအကြောင်းကြောင့်ရဲကိုအကြောင်းကြားဖုန်းခေါ်တယ်လဲဆိုတဲ့အကြောင်းရင်းတွေကရေးစရာလေးကောင်းသလိုသူတို့ရဲ့စဉ်းစားမိတဲ့အတွေးတွေကလည်းသဘောကျစရာလည်းအလွန်ကောင်းပြန်ပါတယ်။ Robbie Richardson လို့ခေါ်တဲ့6နှစ်သားကလေးလေးတယောက်ဟာသူဟာကြီးလာလို့ရှိရင်ရင်းနှီးကြီးလုပ်မယ်ဆိုပြီးတော့အမြဲတမ်းပြောလျက်ရှိပါတယ်။ဒီနေ့မှာတော့သူ့အဖေကမြို့ထဲမှာသွားရင်းနဲ့မီးပွိုင်တစ်ခုမှာမီးညီဖြတ်မောင်းလာတာကိုသူသတိထားမိခဲ့ပါတယ်။အဲ့ဒါနဲ့သူကတခုခုလုပ်ရမယ်ဆိုတာစဉ်းစားပြီးတော့ရေးကိုဖုန်းဆက်လိုက်ပါတယ်။သူ့ရဲ့အဖေကသူ့သားရေးကိုတိုင်နေမှမသိခဲ့ပါဘူး။တာပါနှစ်ယောက်ကကားစစ်ဖို့ထွက်လာခဲ့တာပါ။အဖေဖြစ်သူကမီးနီကိုတွေ့တော့ရက်ခဲ့ပါတယ်။အဲ့ဒါနဲ့ပဲစိတ်ကစောတော့မီးနီမကုန်ခင်မှာပဲကားကိုမောင်းပြီးထွက်လာခဲ့မိတာပါ။အဲ့ဒီအကြောင်းအရာကိုကြီးလာရင်ရေးလုံးမဲ့ရောဘတ်ကတော့လုံးဝလက်မခံခဲ့ပါဘူး။အဲ့ဒါကြောင့်911ကိုဖုန်းဆက်ပြီးတော့အကြောင်းကြားခဲ့တာဖြစ်ပါတယ်။သူ့ရဲ့အဖေကတော့သူ့ရဲ့သားဒီလိုလုပ်မယ်လို့လုံးဝမထင်ခဲ့တာပါ။အိမ်ပြန်ရောက်တော့သူ့အဖေကသူ့ဖုန်းကိုပြန်စစ်ကြည့်တဲ့အခါမှာ911ကိုခေါ်ဆိုထားတာတွေ့တာကြောင့်ရေးကိုတောင်းပန်ဖို့ဖုန်းကိုပြန်ခေါ်ခဲ့ပါတယ်ရေးကိုတင်ချမေးတဲ့ကလေးကျွန်တော်တို့အားလုံးဟာကလေးဘဝတုန်းကနေပြီးတော့တင်ချဘလောက်ခက်ခဲတယ်လဲဆိုတာသိကြမှာဖြစ်ပါတယ်။တင်ချအင်စာရင်ပါလာပြီဆိုလို့ရှိရင်အရန်စိတ်ငြိခဲ့ကြပါတယ်။ဒါပေမဲ့ကလေးတယောက်ကတော့ထူးထူးဆန်းဆန်းပဲရဲကိုခေါ်ပြီးတော့တင်ချအင်စာကိုတွက်ဖေးဖို့အကူအညီတောင်းခဲ့ပါတယ်။ Yeah, I need some help. What's the matter? With my math. Was your mouth? No, it's my math. I have to do it. ဒီလိုကလေးတယောက်ရဲ့ဖုန်းခေါ်ဆိုမှုအတွက်ရေးတွေကအတော်လေးကိုအံ့ဩခဲ့ကြပါတယ်။911ကဘယ်လိုဖြေချခဲ့လဲဆိုတာကိုဆက်ပြီးနားထောင်ကြည့်ပါနော်။မင်းမြန်းတဲ့ကလေးကလည်းအသက်4နှစ်သားရှိတဲ့ကလေးတယောက်ပါ။သူမေးတဲ့မေခွန်းကတော့16အနှုတ်18ဆိုရင်ဘယ်လောက်လဲ။9အနှုတ်9ဆိုရင်ဘယ်လောက်လဲဆိုတဲ့မေခွန်းလေးတွေပါ။ဖြေချသူကလည်းကလေးတယောက်မို့လို့အရေးမကြီးဘူးလို့မသတ်မှတ်ခဲ့ပါဘူး။အဲ့ဒါကို operator Lisa ကလည်းလေးလေးဆဆနဲ့သူ့ကိုပြန်လေဖြေချပေးခဲ့ပါတယ်I have takeaways. Oh, you got to do the takeaways? Yeah. All right, what's the problem? You have to help me with my math. Okay. Tell me what the math is. Oh, here's one. 5 take away 5. 5 take away 5. And how much do you think that is? 5. အဲ့ဒီအချိန်မှာကလေးအမေကကလေးဖုန်းပြောနေတာကိုကြားတဲ့အတွက်ကြောင့်ကလေးကိုပြန်လည်မြင်မြန်လိုက်တဲ့အခါမှာတော့ Isabella နယူးဂျာစီမှာနေထိုင်တဲ့9နှစ်အရွယ်ကလေးမလေးဟာခရစ်စမတ်ရာသီမှာလှုပ်လက်ရှိတဲ့စင်ပေါ်မှာတင်တဲ့ F အယုတ်လေးတွေကိုထိမိတာကြောင့်သူက911ကိုဖုန်းဆက်ခဲ့တာဖြစ်ပါတယ်။ပုံပြင်ထဲမှာကလေးတွေသဘောကျတဲ့အယုတ်ကလေးတွေဟာသူတို့ကတကူးရှိတယ်ဆိုပေမဲ့သူတို့ကိုလူတွေကထိမိရင်တကူးပြောက်သွားပြီးသေတယ်လို့သိထားတာကြောင့်အဲ့ဒီကလေးမလေးကရေးတွေကိုအကြောင်းကြားခဲ့တာဖြစ်ပါတယ်။ 911, where's your emergency? 911, hello? Isabella, don't come to my house, don't. Okay, were you accidentally dialing 911? You made a mistake? Yes, I was trying to call my dad, but he called you an accident. Okay, mistakes happen, honey. You could just say you made a mistake, okay? ကလေးမလေးကမလာနဲ့လို့ပြောသွားတာကိုမတင်ကားဖြစ်ပြီးတော့ရေးတွင်လိုက်သွားလိုက်တဲ့အခါမှာတော့ကလေးမလေးဟာအိမ်အပြင်ကိုပြေးထွက်သွားပါတယ်။ကလေးမလေးရဲ့စိတ်ထဲမှာသူတည်တော့မယ်လို့ထင်လိုက်တာပါ။
သူ့ကြောင့်ခရစ်စမတ်လည်းပျက်စီးသွားပြီးခရစ်စမတ်ဖူးဖူးကြီးကလည်းလာမှာမဟုတ်တော့ဘူးလို့ဆိုပြီးသူတွေးနေခဲ့ပါတယ်သူမဟာအဲ့ဒီအယုတ်ကလေးကိုထိမိတာကြောင့်ခရစ်စမတ်ဖူးဖူးကြီးကသူ့ကိုစိတ်ဆူသွားပြီလို့ထင်နေခဲ့တာပါရဲရင်ကခရစ်စမတ်ဖူးဖူးကြီးဝတ်စုံကိုဝတ်ဆင်ပြီးလူတစ်ယောက်ကိုဟန်ဆောင်ခိုင်းတဲ့အခါမှာတော့ Isabella ဟာလေသဘောကျကျေနပ်သွားခဲ့ပါတယ်Sunnyfied Wallet သူငယ်တန်းကျောင်းမှာအခက်ခဲကြုံလို့ရှိရင်911ကိုဖုန်းဆက်အကြောင်းကြားဖို့ဆရာမတွေကတင်ကြားပေးလျက်ရှိပါတယ်။အဲ့ဒီနေ့က Sunnyfied Wallet ကကျောင်းမှာရေးရင်ကိုအကူအညီတောင်းပြီးဖုန်းဆက်ရမယ့်ဂိမ်းတစ်ခုကိုကစားခဲ့တာပါ။အဲ့ဒီနောက်မှာတော့ကလေးတွေကကစားစရာဖုန်းတွေနဲ့ပဲကစားခဲ့ကြတာပါ။ဒါပေမဲ့သူမကတော့တကယ်ပဲ911ကို3ကြိမ်ခေါ်မိခဲ့ပါတယ်။ Where do you go to school? At kindergarten. Did they tell you about 911 today? Yeah. They did. Okay. Well, you sure did pay attention today, didn't you? ဖြေကြားတဲ့သူကကလေးမကိုမကြောက်ဖို့အထူးမှာကြားခဲ့ပါတယ်။အပြင်မှာတကယ်လို့မိုတိုတဆဖြစ်ခဲ့ပြီဆိုလို့ရှိရင်လည်းဖုန်းဆက်ဖို့လည်းမှာကြားခဲ့ပါတယ်။ What's your papa's name? I just need to tell ကျောင်းကနေအိမ်ပြန်ရောက်တဲ့အခါမှာတော့မိဘတွေကတီးရှိခဲ့ပါတယ်။သူမအရန်ကိုတုန်လှုပ်နေခဲ့ပါတယ်။အိမ်အထိရောက်လာပြီးတော့သူမကိုဖုန်းဖြေကြားခဲ့တဲ့ရေးမေကသူမကိုပြီးဖတ်ခဲ့ပါတယ်။ဒါကတော့911ကို3ခါဖုန်းခေါ်ခဲ့မိတာကြောင့်သူမကိုတကယ်ဖမ်းမယ်ထင်ပြီးတော့ကြောက်နေခဲ့တာဖြစ်ပါတယ်။ But I was scared when she left. Why? Because Why? Because you thought you did something wrong? yeah. I thought she would come back and take me to jail. နောက်ဆုံးတစ်ယောက်ကတော့9နှစ်အရွယ်ကလေးမတစ်ယောက်ပါသူကတော့ရဲကိုခေါ်ခဲ့လို့သူ့ရဲ့အဖေကလည်းအသက်ဘေးကနေလွတ်မြောက်စေခဲ့တာဖြစ်ပါတယ်။ဒီနေ့မှာတော့ကလေးမလေးရဲ့ဖခင်ဟာရင်ဘတ်တွင်နာလာပြီးတော့အသက်ရှူကျက်တာခံစားခဲ့တဲ့အခါမှာတော့သူမကရဲကိုဖုန်းဆက်အကြောင်းကြားခဲ့တာဖြစ်ပါတယ်။သူမဟာတကယ်ပဲဖခင်ကိုကေခဲ့တဲ့ချစ်စရာအလွန်ကောင်းတဲ့သမီးငယ်လေးတစ်ယောက်ပါ။အကြီးပေါ်လေးဖြစ်တာကြောင့်တစ်ဖက်ကလက်ခံခဲ့တဲ့ရဲကလည်းကောင်းကောင်းမွန်မွန်လိုင်းညွန်ပေးနိုင်ခဲ့ပါတယ်။ဒီအဖြစ်ပြက်လေးကတော့လွန်ခဲ့တဲ့9နှစ်ကဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဒီယနေ့အထိပဲဒီအဖြစ်ပြက်လေးတွေဟာတော့လူတွေရဲ့ပါစပ်ဖြားမှာအပြောများခဲ့တာဖြစ်ပါတယ်။အထူးသဖြင့်သူတို့ရဲ့အပြန်အလှန်စကားပြောပုံတွေကတော့ Okay, hold on a second, okay? Okay. How old are you? I'm 5 years old. Okay, what's your name? Savannah. Okay, Savannah, hold on. I'm getting them dispatched, okay? Okay. You need to come real fast. Okay, Savannah, I have them on the way. Is your daddy still awake? Yeah. Okay. Is your front door unlocked, Savannah? Is the front door unlocked? No. Okay, Savannah, can you go unlock that front door for me? Sure. Okay. Okay, we need to... Don't worry, Dad. Can you ask him if this has ever happened before? Has this ever happened? No. So far, so good. He's so awake. Hey, ask him if he has any kind of chest pain. Do you have any chest pain? Yes. Okay. This is his first time. Okay. I got him on the way, so... Okay. We're in our jammies. And I'm in a TikTok, so I'll have to get dressed. Okay. I know what I'm gonna wear, but he really needs oxygen real fast. Yes, the door's unlocked. Okay. ကြည့်လိုက်ပါဦးဘယ်လောက်ထိအံ့ဩစရာကောင်းတယ်လဲဆိုတော့ကျမကတော့အခုထိအဆင်ပြေနေတော့မဲလို့ပြောတဲ့စကားလုံးလေးကိုအရန်သဘောကျပါတယ်သူတို့ရင်ဘာဆက်ပြောကြတယ်လဲဆိုတာကိုနားထောင်ကြည့်ကြရအောင် Okay. Is he still doing okay, Savannah? Yeah, he's okay. Okay. I'll be in my room and I'll be putting on Hey, Savannah, I want you to stay there with your daddy, okay? Okay. I need you to make sure that he stays awake, so... Oh, okay. I got that. And we have a dog that's really, small. So he's friendly? He's friendly. Okay. He kind of barks. He kind of barks? That's all right, though. Lou, come on. Damn, we have to on the way. Come on, Lulu. Come here. Is your dad okay still? Yeah. Okay. So far, so good. Stay calm, Dad.
အခုတင်ဆက်ခဲ့တာတွေကတော့911ကိုဖုန်းခေါ်အကြောင်းကြားပြီးတော့အကူအညီတောင်းခဲ့တဲ့ချစ်စရာကလေးငယ်9ယောက်ရဲ့အကြောင်းကိုစူးစီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကလေးငယ်တွေရဲ့အတွေ့ဟာယူရှင်းပြီးတော့ချစ်စရာလည်းအလွန်ကောင်းလှပါတယ်။တခါတလေရေးစရာလည်းကောင်းတယ်လို့ကျေနပ်ဖို့လည်းကောင်းကြပါတယ်။ဒီဗီဒီယိုလေးကိုကြည့်ရှုပြီးတော့ပရိသတ်တို့လည်းသဘောကျလိမ့်မယ်လို့ထင်ပါတယ်။နားဆင်ပေးကြတဲ့ပရိသတ်အားလုံးအပေါ်လည်းကျေးဇူးအထူးပင်တင်ရှိပါတယ်။